အေးမင်းတို့တော့ရောအခုလိုဗျာမတာဖြစ်နေတာအထိတ်မရှိလို့ပေါ့ဘုံညောင်ပြောင်းလို့ဘာလို့ပြောရမှာဒီလိုဒါထိတ်မစုမင်းကိုနေရာချပြီးမလို့ဟာရှိဗျဒီလိုအခုနေရာလေးပဲကောင်းတယ်ဗျဟိုဈေးနဲ့လည်းနေသွားလာတာလွယ်တယ်ဗျကျုပ်ဘယ်ဘာပြောနေလဲဟုတ်တယ်လေဗျဒီလိုဒီတိုက်ခန်းလေးစီးပွားတော်တော်တက်တယ်ဗျတခြားနေရာတော့ချပါပြောနေဗျရဲ့ဟာဒီကောင်တော်တော်ခက်တဲ့ကောင်ပဲမင်းစကားကိုဝဲလက်ကြောင်မှလုံးမနေနဲ့မင်းကငါအိမ်တော်ရသားချပြီးကိုပြောတာဗျအေးငါတပီရင်တကာရင်နေနဲ့ငါတိုင်ပင်ပြီးပြီသူတို့သမီးလေးနဲ့မင်းကိုသဘောတူတယ်တဲ့မင်းအတွက်စီစဉ်ထားတယ်ဆိုတာအဲ့ဒါပဲဟာဘုံဘယ်တပီရင်တကာရင်လဲဒီရောငယ်ငယ်ကြီးလာတာပဲဘယ်သူသမီးလဲမင်းမသိပါဘူးကွာသူကဒီလိုပြောင်းလာတာမကြသေးဘူးဟာဒီမင်းကမလူချင်ဘူးဗျာဒီလိုစီးပွားရှာတော့ကိုလူချင်တဲ့အတိုင်းတော့မရောက်သေးဘူးဗျအဲ့မိမယူတိုင်းဒီလောကီရေးရာတွေတော်ကဒီမောဟလေးနဲ့အပူတွေဗျာအပူတွေဟေ့ကမင်းကြိမ်လုံးနံပါတ်ဘယ်လောက်ကြိုက်လဲပြောသားဘယ်နံပါတ်ကြိုက်ဗျာအေးဒါဆိုရင်ရွာတော်မဲကိုသွားဦးမင်းမောင်ဒေါ်ကလေးမဆိုရင်ဘလူဖြစ်ဖြစ်သိတယ်မင်းအဲ့ဒီမသွားစကားပြောကြည့်ဒီနေ့မေခွန်းဖြေဖို့လိုင်းဖွင့်လိုက်တဲ့အချိန်မှာဒီဇက်ဝန်ခန်းလေးကိုကြည့်လိုက်ရပါတယ်လွန်ခဲ့တဲ့9နှစ်လောက်ထဲကဒီကားကိုတန်ဃာတော်တွေကသာသနာတော်ကိုစော်ကားတဲ့ကားဆိုပြီးသတ်မှတ်ထားပါတယ်။ဘာကြောင့်သတ်မှတ်ထားတာလဲဆိုရင်ဘုန်းကြီးကအောင်သွယ်လုပ်တဲ့အခန်းပါနေလို့ပါ။ယဟန်တွေဟာအောင်သွယ်လို့မရပါဘူး။အောင်သွယ်မယ်ဆိုရင်တင်စရိတ်တသိက္ခာဘုရားတန်ဃာဒိဋ္ဌိအာဘတ်သင့်ပါတယ်။ဇက်ကြောင်းအချင်းချုပ်ပြောရမယ်ဆိုရင်တော့ဖျားရှင်လက်ထက်ကဥဒါယီဆိုတဲ့ယဟန်ဟာမိမမရှိတဲ့ယောက်ျားမရှိတဲ့မိမတွေကိုဂုံပုတ်တွေပြောပြပြီးတော့တဦးနဲ့တဦးညာအောင်သွယ်ပေးပါတယ်သူအောင်သွယ်ပေးတဲ့အတိုင်းလဲညာကြပါတယ်ဒီနေ့မှာမိန်းကလေးတယောက်ကအမတန်ချောအမတန်လှတဲ့အတွက်ကြောင့်တက္ကသိုလ်တယောက်ရဲ့တပည့်ကလိုချင်တဲ့အတွက်သူ့ရဲ့မိခင်ဖြစ်သူထံမှာတွားတောင်းပါတယ်မိခင်ဖြစ်သူကသဘောမတူတဲ့အတွက်ကြောင့်ဥရာကြီးကိုအကူအညီတောင်းတဲ့အခါမှာဥရာကြီးရဲ့အပြောဆိုကောင်းမှုကြောင့်မိခင်ကခွင့်ပြုလိုက်တဲ့အတွက်အဲ့ဒီမိန်းကလေးနဲ့တက္ကသိုလ်ညာသွားပါတယ်ညာပြီးတဲ့နောက်ပိုင်းမှာမိန်းကလေးကိုဇနီးတယောက်လိုမဆက်ဆံပဲကျွန်လိုဆက်ဆံတဲ့အတွက်ကြောင့်အဲ့ဒီမိန်းကလေးရဲ့မိခင်ကဥရာကြီးကြောင့်ဖြစ်ရတာပါဆိုပြီးအရှင်ဥရာကြီးကိုကဲ့ရဲ့အပြစ်တင်ပြောဆိုပါတယ်ဒီအကြောင်းအရာကိုဖျားရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကအောင်သွယ်မလို့ရအောင်သွယ်လုပ်မယ်ဆိုရင်တင်စရိတ်တသိက္ခာဘုရားတန်ဃာဒိဋ္ဌိအဘတ်သင့်စေဆိုပြီးသိက္ခာဘုပြည့်ညတ်ပါတယ်ဒါကြောင့်ယဟန်တွေဟာအောင်သွယ်လုပ်လို့မရပါဘူးဒါကိုမသိပဲအခုလိုရိုက်လိုက်တဲ့အတွက်ကြောင့်သာသနာတော်ကိုထိခိုက်စေပါတယ်ဒါကအပြစ်ပြောတာမဟုတ်ပါဘူးနောက်ဒီလိုကားမျိုးမရိုက်ဖြစ်ဖို့ရဲ့ကြည့်နေတဲ့လူတွေလည်းပဲဘ ഹു တုတရဖို့ရဲ့ပြောပြခြင်းဖြစ်ပါတယ်နားလည်ပါစေနော်